ဆိုရင်ကျွန်တော်တို့မီတာလက်တက်တယ်ဒီလိုတင်လိုက်တဲ့အချိန်မှာမီးရအလုံးမလို့ဘူးเนาะချက်လည်းမချက်ဘူးမီးလည်းမပြဘူးဒါဆိုရင်ကျွန်တော်တို့ပထမစမ်းတော့ကဒီမှာစမ်းလိုက်တဲ့အချိန်မှာကျွန်တော် connection လဲပြရတယ်စမ်းလိုက်ချိန်မှာအားလုံး connection ပြရတယ်သူချက်ပြုတ်လိုက်တဲ့အချိန်မှာတော့မီးရမပြဘူးဒါဆိုရင်ကျွန်တော်ဘာဖြစ်နိုင်မလဲဆိုတော့တို့ဒီတင်လိုက်တဲ့ချိန်မှာဒီမှာမီးမပြအဲ့ဆိုကျွန်တော်တို့ဘာစစ်ဆေးရမလဲဆိုတော့ကြတော့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေညီကိုမောင်နှမများကိုမျှဝေပေးမဲ့ဗီဒီယိုတင်ခန်းစာလေးကတော့ကျွန်တော်ဒီ3မိနစ်ရင်လေးအိုးလေးတစ်လုံးကိုဘယ်လိုပြုပြင်ရမလဲဆိုတာလေးကိုကျွန်တော်ဒီမိတ်ဆွေများကိုဘုဒ္ဓဇာပြမျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဦးတွေပြတ်သွားခဲ့လို့ဆိုရင်ဘယ်လိုမျိုးပြုပြင်ရမလဲဆိုတဲ့အားလေးကိုကျွန်တော်မပြောပြမိမှာဒီနေ့ဦးတစ်လုံးအတွင်းမှာဖွဲ့စည်းတည်ဆောက်ထားတဲ့ဒီအခြေခံအချက်လက်ကလေးတွေကိုပထမဆုံးသူရဲ့လှုပ်ဆောင်ချက်ကလေးတွေကိုကျွန်တော်တစ်ခုချင်းစီရဲ့လှုပ်ဆောင်ချက်ကလေးတွေကိုကျွန်တော်မိတ်ဆွေများကိုလည်းရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီယူနီဥဆိုရင်ဒါယူနီဥကိုလည်းဖြစ်တယ်ဒီဟာကတော့ယူနီဥအောက်ခံပြဖြစ်တယ်ဒီဟာကိုဒီလိုရှင်းလိုက်ပြီဆိုရင်လည်းကျွန်တော်တို့ယူနီဥကိုချက်တဲ့ချိန်မှာဒီလက်တော့ယူနီဥချက်တဲ့ဆင်ကိုကျွန်တော်ရောက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီယူနီဥကိုဒီလှုပ်ဆောင်ချက်တွေကတစ်ခုချင်းနဲ့လှုပ်ဆောင်ချက်တွေကဘယ်လိုရှိရဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာမိတ်ဆွေများကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ယူနီဥခံပြားမှာဆိုရင်ဒီယူနီဥကိုလည်းပါရှင်တယ်ဒီလိုမျိုးပစ္စည်းတက်ဆင်မပါဝင်လာဖြစ်ပါတယ်ဒီမှာဒါဆိုရင်ခလုတ်ဆိုတော့ဒီနေရာမှာပါဝင်တက်ဆင်ထားတာဖြစ်ပါတယ်ဒါလေးကတော့ယူနီဥခံပြားတဲ့မှာဆိုတော့တက်ဆင်ရတဲ့ထိုင်လေး sock ကလေးဖြစ်ပါတယ်ဟုတ်ကဲ့ဒီ3မျိုးယူနီဥတစ်လုံးမှာတော့ဒီ3မျိုးကအဓိကလှုပ်ဆောင်ပြရတဲ့အလုပ်တွေကိုဆိုတော့လှုပ်ဆောင်ပြရတာဖြစ်ပါတယ်အဲဒီတော့ဒီ3မျိုးစလုံးတွေကဘလို့လေးတွေတစ်ခုရစီမှာဘလို့တာဝန်ယူမှမှန်ကန်လှုပ်ဆောင်ရတယ်လေဆိုတော့ကျွန်တော်ဒီအိတ်စင်များကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အားလုံးကျွန်တော်မိတ်ဆွေများသူရဲ့လှုပ်ဆောင်ချက်အပိုင်းလေးတွေကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုကြအောင်ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေညီကိုမောင်နှမများကိုကျွန်တော်ဒီယူနီဥတစ်လုံးအတွက်မှာရှိတဲ့ပစ္စည်းတွေရဲ့လှုပ်ဆောင်ချက်တွေကိုတစ်ခုချင်းကိုရှင်းပြနိုင်ရအတွက်ကျွန်တော်ယူနီဥတစ်လုံးကိုတစားစီဖြုတ်ပြလိုက်ပါမယ်ဖြုတ်ပြပြီးတော့မှတစ်ခုချင်းစီကိုကျွန်တော်ဘယ်လိုလှုပ်ဆောင်သလဲတစ်ခုချင်းစီရဲ့လှုပ်ဆောင်ချက်လေးကိုကျွန်တော်မိတ်ဆွေများကိုအခြေခံကြရှင်းပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ဖြုတ်လိုက်အောင်ပါကျွန်တော်တော့ပထမဆုံးဒီဟာလေးကိုဖြုတ်ထားလိုက်ပါမယ်။ဘာဖြစ်လို့ဒါလေးကိုဖြုတ်လဲဆိုတော့ကျွန်တော်ဒီဟာလေးကိုဖြုတ်တဲ့အခါမှာဒီလိုလေးမိုးလေးကိုပြန်ပြီးတော့မှငြိမ်စီစဉ်လေးကိုတဲလို့ရအောင်ဒါမျိုးလေးပေါ့နော်။နှစ်ပန်းလေးတင်တော့ငြိမ်လေးနေပေါ့ဆိုတော့ဒီဟာလေးကိုဖြုတ်ထားလိုက်။ဒီဟာလေးမဖြုတ်ဖက်နဲ့ဆိုတာဘယ်လိုလုပ်မလဲဆိုတော့မငြိမ်ဘူးပေါ့နော်။နတ်လဲတဲ့ခါကျမငြိမ်ဘူးပေါ့။ဒါမျိုးလေးမငြိမ်ဘူးပေါ့နော်အားကြောင့်ကျွန်တော်ဒီဟာလေးကိုကတော့ကျွန်တော်ဖြုတ်ထားလိုက်ပါတယ်မိတ်ဆွေများလည်းဖြုတ်တဲ့အခါမှာစနေကြဖြုတ်တတ်အောင်ကျွန်တော်ဘူးလူသားရဲ့အနေနဲ့ဖြုတ်ပုံဖြုံနည်းလေးကိုကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ခဏလေးကြည့်အောင်နော်အခုဒီဟာဖြုတ်နေတာလေးကတော့ကျွန်တော်ရင်နှူးဦးရဲ့လက်ကိုင်းလေးကိုကျွန်တော်ဖြုတ်လိုက်ပါတယ်လက်ကိုင်းကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဆိုရင်
မဒီကအဖုံးလေးကိုလည်းကျွန်တော်ဒီအဖုံးလေးကိုလည်းကျွန်တော်တို့ဒီလိုလေးဖြုတ်လိုက်ရပါပြီဖြုံဖုံးလေးရပြီဟုတ်ကဲ့ဒါဆိုရင်တော့ဒီထဲမှာရှိထားတဲ့ဟာထားကိုကျွန်တော်ခလုတ်ဖြစ်ပါတယ်ဒီထဲအရာခလုတ်ပါဟုတ်ကဲ့ကျွန်တော်တို့ဒီလက်ကင်ဂိုင်းလေးဖုံးလေးကိုကျွန်တော်ဖွင့်ဖွင့်ချင်းကျွန်တော်စတွေ့လိုက်တာကတော့ဒီဟာလေးတော့ကျွန်တော်တို့ဒီနေ့ကိုချက်တဲ့အခါမှာသူ့ခလုတ်နှိပ်ပြရတဲ့ခလုတ်ဖြစ်ပါတယ်ဟုတ်ကဲ့အပြင်မှာဆို spare ဘာအနေနဲ့ဒီလိုလာပါတယ်သူကဘာလှုပ်ဆောင်ပေးလဲဆိုတော့သူခလုတ်နှိပ်လဲလဲဆိုရင်ဒီထဲမှာရှိတဲ့သူ contact ကလေးကသူ့လိုဒီမှာနှိပ်လဲတဲ့စီမှာကတ်သွားပါတယ်ဒီကတ်သွားတဲ့အလုပ်ကိုသူကလှုပ်ဆောင်ပြီးပဲအဲ့ချိန်မှာသူကဒီနေ့ကိုချက်တဲ့အလုပ်ကိုသူကလှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီဟာလေးကတော့ဒါလေးကတော့ကျွန်တော်တို့ရင်ငွေအိုးပွက်တဲ့အချိန်မှာရင်ငွေငွေတွေကသူကဒီကနေပြီးတော့မှရင်ငွေငွေကဒီထဲကိုစီးဝင်သွားတယ်အငွေတွေဝင်သွားတယ်အဲ့ချိန်မှာကျွန်တော်တို့ဒီထဲမှာရှိထားတဲ့ခလုတ်ထဲမှာပါတယ်တံပြားလေးကဒီအလေးနဲ့ spare လေးနဲ့နမူနာပြပေးတယ်ပဲเนาะဟုတ်ကဲ့ဒီခလုတ်ထဲမှာရှိတဲ့တံပြားလေးကတော့ဘာဖြစ်သွားလဲဆိုတော့အပူချိန်ညားလာတဲ့ချိန်မှာဒီတံပြားလေးရတယ်ခေါ်လို့မှခလုတ်ဒီလိုလေးလှုပ်ရှားမှုတစ်ခုဖြစ်ပြီးတော့မှခလုတ်ကိုရင်းနှီးခလုတ်ကိုသူတို့ပထမဆုံးဒီမှာခလုတ်နှိပ်ပြီးမှချက်နေတဲ့ခလုတ်ကိုပူချိန်ညားလာတဲ့ချိန်မှာဒီကနေပြီးတော့မှရင်းနှီးကနေတွန်းကန်အားနဲ့ဒီလိုခလုတ်ကလေးသူ့လိုတက်သွားတယ်เนาะဒါမျိုးလေးတက်သွားတဲ့အလုပ်ကိုဒီခလုတ်ကလှုပ်ဆောင်ပေးပါတယ်ဒါဆိုရင်ကျွန်တော်တို့ရင်းနှီးကိုရင်းနှီးဦးကမိမလာတော့ဆိုရင်ပထမဆုံးစစ်ဆေးရမှာကဘာကိုစစ်ဆေးရမလဲဆိုတော့ဒီခလုတ်လေးကောင်းလားမကောင်းလားကိုကျွန်တော်တို့စစ်ဆေးမယ်ဘယ်လိုစစ်ဆေးမလဲဆိုတဲ့အခါကျတော့တို့ဒီခလုတ်ကလေးကိုဒီမှာမီတာလေးနဲ့ကျွန်တော်ထောက်မှစစ်ဆေးပေးလိုက်မယ်မီတာနဲ့ထောက်လိုက်မယ်နော်မီတာလေးနဲ့ကျွန်တော်ထောက်လိုက်မမြင်ရဘဲနေမှာဆိုလို့ပါဒီလိုလေးကတ်ပြီးမှလုံးမယ်ဟုတ်ကဲ့မီတာနဲ့တို့ဒီမှာထောက်လိုက်မယ်ဟုတ်ပြီဒီမှာမီတာတက်တော့မြင်ရလားမသိဘူးနော်မီတာလေးတက်တော့ပါတယ်ဟုတ်ကဲ့ခလုတ်ကိုပိတ်လိုက်ပြီဆိုရင်ဒီမီတာလေးကမတက်တော့ပါဘူးခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမီတာလေးကတက်တော့ပါတယ်အဲဆိုတော့ရဲ့လောက်ဆောင်ချက်ကသူ connection ပြေးနေတယ်ဆိုတော့ကျွန်တော်ပြောလို့ရတယ်ဟုတ်ကဲ့အဲဆိုတော့ဒီခလုတ်ကကောင်းပါပြီအဲဆိုရင်ဒီခလုတ်ကိုကျွန်တော်တို့ဖြုတ်ပြီးမှစစ်ဆေးစရာမလိုတော့ပါဘူးခင်ဗျာဒီလုပ်တယ်ဆိုတော့ကျွန်တော်ပြီးတဲ့အတွက်တကယ်လို့ဒီခလုတ်ကမကောင်းဘူးသူက contact တွေလည်းအလုံးမလုပ်ဘူးဆိုရင်ဒီ ohm meter နဲ့စစ်ဆေးလို့မကောင်းဘူးဆိုတော့သူ့ကိုကျွန်တော်တို့ပြုတ်ပြင်မယ်ဆိုရင်လည်းကျွန်တော်ရပါတယ်ဒီဟာလေးကိုအတွင်းထဲမှာလေးတွေသူကအစားစီတိထုတ်ပြီးမှပြုတ်ပြင်လို့ရတယ်ဒါပေမဲ့လည်းကျွန်တော်ဒီဟာလေးကိုကျွန်တော်တို့ပြုတ်ပြင်မယ်ဆိုရင်လည်းဒီကြစီစီတော့ကျွန်တော်တို့သုံးပြနိုင်မှာမဟုတ်ဘူးကြာအဲ့ဒါအဲဆိုတော့ကျွန်တော်တို့ဒီခလုတ်ကလေးကိုမကောင်းဘူးဆိုတော့ကျွန်တော်တို့ဒီအပြစ်ဆင်တဲ့ရှိထားတဲ့ spare လာထားတဲ့ခလုတ်ကလေးကိုယူပြီးတော့မှတော့လေးပေးလိုက်ရင်ပိုဆက်ပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါမိတ်ဆွေဗျာအနေနဲ့ဒီရေနူးခလုတ်ကလေးကိုကျွန်တော်တို့စမ်းကြည့်လိုက်တဲ့အခါမှာရေနူးခလုတ်ကလေးကကျွန်တော်မီတာလည်းမတက်ဘူးပေါ့နော်မကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ဒီအစ်လဲစရာမရှိဘူးပစ္စည်းလည်းမရှိဘူးဆိုရင်တော့ပြုတ်ပြန်လိုက်ပေါ့ဗျာဒါပေမဲ့ပစ္စည်းရ spare လာတာလည်းများတယ်တော့လျှက်စစ်ပစ္စည်းဆိုင်တွေတိုင်းမှာလည်းတော်တော်များများကနောက်ပိုင်းကလွယ်ကူဝယ်နိုင်ပါတယ်အဲဆိုရင်တော့ကျွန်တော်ဒီဟာကိုမပြုတ်ပြန်ပဲနဲ့အစ်လဲလိုက်တာပဲကောင်းပါတယ်သူရဲ့တန်ဖိုးကလည်းနည်းပါတယ်ပြုတ်ပြန်မယ်ဆိုရင်တော့သူဘယ်လိုကောမလဲသူရဲ့တက်တန်းလေးတစ်ခုရှိတော့3မီတာတက်တန်းလေးကျော်လွန်နေတဲ့အခါကျတော့ကျွန်တော်ဒီပစ္စည်းတွေကပြုတ်ပြန်လို့ဆိုစတဲ့အလောဆုံးတစ်ပတ်10ရက်လောက်ပဲကျွန်တော်တုံးပြီး
စဉ်ပြန်ပြစ်တာတို့လင်္ကာရက်လောက်သုံးပြီးပြန်ပြစ်တာတို့ဒါမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကတော့ပြုပြင်သူရဲ့အားနည်းချက်ကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီအတွင်းထဲမှာကြေးပြားလေးတွေသူရဲ့တက်တန်းပြည့်သွားတဲ့အချိန်မှာသူရဲ့အားနည်းချက်တွေဖြစ်ပြီးတော့မှပြန်ပြီးပြစ်နိုင်ပါတယ်ဟုတ်ကဲ့အဲအကြောင်းကိုကျွန်တော်တို့ရင်သွေးဦးကိုcustomer တွေကလာပြီးတော့မှပြင်ခိုင်းတဲ့အခါမှာဆိုရင်တော့ကျွန်တော်ဒါလေးကိုမပြင်ပြီးတော့ဘဲနဲ့အတက်လဲပေးတာအကောင်းဆုံးပါလို့ကျွန်တော်အကြံပြုလိုပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့တက်လဲရမယ်ဆိုရင်ဘယ်လိုမျိုးဖြုတ်မလဲဆိုတော့ဒါလေးကိုကျွန်တော်တစ်ခါတည်းဖြုတ်တာလေးကိုလည်းကျွန်တော်ပြပေးလိုက်ပါမယ်နော်ဒီနက်ကနေမှကျွန်တော်ဖြုတ်လိုက်ဒီလိုလေးလဲဖြုတ်လိုက်လို့ဆိုရင်ဒါလေးရရတယ်ခဏလေးနော်ကြောက်လဲမကြိုက်လို့ကြောက်လဲအရင်ကြီးလဲသူကဖြုတ်တယ်မှနည်းနည်းအစမပြေဘူးပြဟုတ်ကဲ့ဒါလေးကိုကျွန်တော်ဖြုတ်လိုက်ပြီကဲဖြုတ်လိုက်ပြီးတော့ဒီ socket လေးတွေကိုကျွန်တော်ဆွဲပြုတ်ပြီးတော့မှဒါလေးတွေဆွဲပြုတ်ပြီးတော့မှကျွန်တော်ဒီ spare ထဲမှာပါလာတယ်ဒီအတက်ကိုကျွန်တော်ဖြုတ်လဲလိုက်တဲ့အဆင့်ကိုကျွန်တော်လုပ်ပြရမှာဖြစ်ပါတယ်လဲပြီးတော့သူ့ကိုတို့ဒီမှာပဲပြန်တပ်ပေးလိုက်ပါမယ်ဟုတ်ကဲ့ဒီကတော့မလဲပြတော့ဒါကတော့ကျွန်တော်တို့အကောင့်ကြောင့်ဘလို့ဖြုံးမှဘလို့လဲရတယ်ဆိုတာလေးကိုကျွန်တော်ပြောပြချက်ဖြစ်ပါတယ်တကယ်မကောက်တော့သူ့ကိုမခဲမောင်ဒီ socket ကျိုးလေးကိုကျွန်တော်ဆွဲပြုတ်လိုက်မယ်ဒီ socket ဖြုတ်လိုက်မယ်အတစ်ကိုသူတို့ယူပြီးမှပြန်တက်လိုက်မယ်ဟုတ်ကဲ့ဒီအရာလေးကကောင်းတဲ့အတွက်ကြောင့်မို့ကျွန်တော်ငကိုတိုင်းပဲပြန်တက်ပေးထားလိုက်မှဖြစ်ပါတယ်โอเคပါဒါဆိုရင်ဒီ unique clock လေးကို unique clock လေးကဘလို့လုပ်တယ်လဲဆိုတာကိုကျွန်တော်ရှင်းပြပြီးဆိုရင်တော့ဒီအပုံလေးကိုကျွန်တော်ဖုံးပြီးတော့မှလက်ကင်ခွင်းလေးကိုကျွန်တော်ပြန်ဖုံးလိုက်ပါမယ်ခုနကကျွန်တော်ပြောသလိုပဲ unique တွေကအရင်ပွက်လာပြီးပူချိန်များလာပြီးဆိုရင်ဒီ unique ဦးကသူရဲ့အငွေ့တွေကဒီအပေါက်ထဲကနေပြီးတော့မှတချို့ဟာဆိုရင်တော့ဒီဟာလေးကဆွဲပြုတ်လိုက်ရတယ်ဒါလေးကတော့ဒီအငွေ့ကတော့အသေးတိုင်းလေးလားတချို့တော့ဒီဟာလေးကိုဖြုတ်လိုက်လို့ဆိုရင်ဒီတန်လေးဖယ်ထုတ်လိုက်လို့ရတယ်ရန်တတဲ့ချိန်မှာဒီပစ္စည်းလေးဖယ်ထုတ်လိုက်တဲ့ပစ္စည်းကမပါခဲ့ဘူးစီရဲ့ဒီခလုတ်ကယူနီပွန်နဲ့တက်မှာမဟုတ်ပါဘူးဟုတ်ကဲ့ဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဒီဟာတော့ဖြုတ်လို့မရဘူးခုနောက်ပိုင်းလာတဲ့ယူနီဖြစ်တဲ့အတွက်ကြောင့်မို့သူကအသေးတိုင်းလေးနဲ့လာခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဆက်စတော့ဒီဟာလေးကိုကျွန်တော်ဒီခလုတ်ကိုကျွန်တော်ပြန်တက်လိုက်ပါမယ်လက်ကင်ဖုံးလေးကိုလည်းကျွန်တော်ဖုံးထားလိုက်တော့မယ်နော်ဟုတ်ကဲ့ပါလွယ်ပါတယ်ဟုတ်ကဲ့ဒီနေ့ဦးတလုံးပြန်လာခဏလေးပါပြီးတော့ဆိုရင်မိတ်ဆွေများကိုဒီယူနီလက်ကင်ကိုဖြုတ်ပြီးမှယူနီခလုတ်လေးရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ရှင်းပြပြီးတဲ့နောက်ပိုင်းမှာယူနီအထိုင်ထဲမှာအိုးရဲ့ကိုယ်ထဲမှာရှိတဲ့ဒီ socket ကလေးအလုပ်လုပ်ပုံလေးကိုကျွန်တော်တို့လေ့လာကြည့်ရအောင်ပါဘယ်နဲ့မှဒီလိုမျိုးပစ္စည်းလေးထိုင်ထားပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်တို့ဖွင့်ကြည့်မယ်နော်
တွေအလုံးဖြုတ်ပြီးဆိုဒါလေးကိုကျွန်တော်တို့ဒီလိုလေးဖွင့်လိုက်ရဒါလေးကတော့သူ့ရဲ့မီတီလေးပေါ့မီတီလေးဟုတ်ကဲ့ပါရေထဲကိုယ်တယ်လေးကိုကျွန်တော်ဖွင့်လိုက်တဲ့အခါမှာဒီလိုလေးမြင်ရပါတယ်ဒါတွေကဘယ်လိုလာလဲဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ရေနူဦးမွေးရဲ့ main point ဖြစ်ပါတယ် coming also တော့ heat template ပေါ့ဗျာသူကပူ point ကြီးပေါ့နော်ဟုတ်ကဲ့အဲဆိုရင်ဒီတစားကဒီမှာတတ်ထားတယ်တတ်ထားပြီးတော့မီလန်ချောင်းကိုတွားတယ်နောက်ပြီးတော့မီလန်ချောင်းကတစားကဒီမှာလာတတ်တယ်ဒီချိုးကဘယ်ကိုတွားလဲဆိုတော့ခုနကကျွန်တော်တို့ဖွင့်ပြခဲ့တဲ့ခလုတ်လမ်းချောင်းကိုတွားထားတယ်တက်စမီယာ AC power ဒီကိုပေါဝင်လာတယ်ဝင်လာတဲ့အချိန်မှာဒီတစားကခလုတ်ကိုတွားပြီးမှဒီကိုပြန်ဝင်လာတယ်ဒါပါပဲဟုတ်ကဲ့ဆိုဒါလေးကိုဖြုတ်ကြည့်အောင်ဒီအလုပ်လုပ်ပုံလေးကိုကျွန်တော်တစ်ချက်ပြောပြပေးရအောင်နော်ဖြုတ်ပုံဖြုံလေးလေးလည်းနည်းနည်းပြီးတော့အောင်ပေါ့ဗျာဟုတ်ကဲ့သူကတို့ရင်မှာဒီဖြုတ်တဲ့ခါမှာဒီ neck ကလေးတွေကိုဒီလိုမျိုးပလေယာလေးနဲ့ဒီလိုလေးလဲပြိုလိုက်ရဒါပေမဲ့ကျွန်တော်ကတော့အမြဲတမ်းလဲဒီအလုပ်တွေကိုလုပ်နေရတဲ့ခါကျတော့ပလေယာမတုံးတော့နည်းနည်းကြံ့ကြာမှုနည်းနည်းရှိတဲ့အတွက်ကြောင့်နည်းနည်းမြန်ဆောင်စပါနာတွေအသေးလေးပေါ့နော်ဒါလေးကျွန်တော်ဆောင်းထားပါတယ်ဒီစပါနာလေးတွေနဲ့ဖြုတ်ဝင်စင်တော့နည်းနည်းဟိုပလေယာချွန်လေးနဲ့ဖြုတ်ထားတဲ့စာရဲ့သူကနည်းနည်းမြန်ဆောင်မှုရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ဒါလေးကိုဖြုတ်ပြပေးမယ်ဒီမှာဆွဲထားတဲ့ nut လေး3လုံးလေးပါပဲဟုတ်ကဲ့ဒါလေးကိုဖြုတ်လိုက်ပြီးဆိုရင်ပဲကျွန်တော်တို့ဟုတ်ကဲ့ဒီလိုလေးဖြုတ်လိုက်ပါတယ်ဟုတ်ကဲ့သူရဲ့အလုပ်ဆောင်ချက်ကတော့သူကဘယ်လိုလာလဲဆိုတော့ဒီဘက်ကနေပြီးတော့မှယူနီခွာကနေပြီးတော့မှဝင်လာတဲ့လျှက်စက်ကိုဒီထဲကိုပို့ဒီလိုမျိုးပို့လိုက်တာဒီလိုမျိုးပေါ့ဗျာဒီလိုမျိုးလာတဲ့ဟာလေးကဒီထဲဒါမျိုးပို့လိုက်တာဒီချိန်မှာကျွန်တော်တို့လျှက်စက် AC power ဒီဒဇာနေဒီဇာဝင်လာတယ်ဝင်လာတဲ့ဟာတွေကိုကျွန်တော်တို့ဘယ်ကိုပို့တယ်လဲဆိုတော့တစ်ဆက်တည်းမှာပဲဒီခွာလေးချောင်းတဲ့ခါတည်းပြောလိုက်တော့မယ်ဒီကနေလျှက်စက်ကလေးကဒီတစားဝင်တယ်ဒီတစားဝင်တယ်ဝင်ပြီးတော့အခါမှာဒီဟာလေးတွေကအတွင်းထဲမှာတံပြားကျင်းငုတ်ကလေးတွေရှိတယ်ထောင်ထောင်လေးတွေထုတ်ထားရှိဒီကျင်းငုတ်ကလေးတွေကအပြင်ကိုထောင်ပြီးတော့မှကျွန်တော်ဒီကျင်းငုတ်ကလေးတွေထောင်ထောင်လေးတွေကျွန်တော်ထုတ်ထားရှိဟုတ်ကဲ့အဲ့ဟာကကျွန်တော်ဒီမှာဒီနေ့ထိုင်ကိုထိလိုက်တဲ့အချိန်မှာဒီဘက်က line လေးတွေနဲ့အရေးရကလေး line လေးကိုသွားထိပါတယ်ထိလိုက်တဲ့အချိန်မှာဒီလျှက်ဆက်ကဒီကိုတလိုင်းဝင်တယ်ဒီကိုတလိုင်းဝင်တယ်ဝင်တဲ့အတွက်ကြောင့်ကိုဒီလျှက်ဆက်ကဘယ်ကိုသွားလဲဆိုတော့ဒီအောက်ကနေမှဒီကိုတစားထွက်လာတယ်နောက်ဒီကိုတစားထွက်လာတယ်ဟုတ်ကဲ့အဲ့လိုနည်းနဲ့ပဲကျွန်တော်လျှက်ဆက် line ကိုရယူသွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရင်တို့တစ်လုံးပြတ်သွားပြီမိမလာတော့ဘူးဆိုရင်ပထမဆုံးကျွန်တော်တို့ခလုတ်ကိုစမ်းခဲ့ပြီးခလုတ်စမ်းခဲ့ပြီးတော့ခလုတ်ကလည်းကောင်းတယ်ဒါပေမဲ့မိရမလာသေးဘူးဆိုရင်ကျွန်တော်ဒီခွာလေးကိုစမ်းပါမယ်
ခွာလေးကိုတိုင်းတာစစ်စစ်ကြည့်အောင်ကျွန်တော်ဒီ old scale ကိုကျွန်တော်0မှာကျွန်တော်ထားလိုက်ပြီး and to 10မှာထားလိုက်ရတယ် and to 1မှာထားလိုက်ရတယ်0ကျွန်တော်ချိန်ထားလိုက်ပြီးချိန်ပြီးတော့မှကျွန်တော်မီတာလေးကိုစမ်းကြည့်လိုက်မယ်စမ်းကြည့်ပြီးတော့မှကျွန်တော်ဒီရဲ့စစ်လိုင်းကိုသူ့ရဲ့ connection လေးရမှန်လားမမှန်လားကျွန်တော်စမ်းကြည့်ရအောင်နော်ဒီမှာလေးပေါ့ဗျာဟုတ်ကဲ့ဒီလိုမျိုး line တစ် line ကလည်းတက်လာရပါမယ်ဒါပေမဲ့ဒီ line ကိုထိရင်တော့သူကမတက်ရဘူး connection မတက်ရဘူးဒီ line လည်းထိရင်လည်းတက်တယ်ဒီဘက် line လည်းထိရင်တက်တယ်ဆိုတော့သူက connection ပေါင်းနေပြီးမှ short ဖြစ်နေတာဖြစ်ပါတယ်နော်ဒီကောင်းကိုတိုင်းပြီးပြီဆိုရင်နောက်တစ်စားကိုကျွန်တော်တိုင်းကြည့်အောင်နောက်တစ်စားကိုမှတိုင်းလိုက်မယ်နောက်တစ်စားတိုင်းလို့ဆိုရင်လည်းတစ် line နဲ့ connection တက်လာပါမယ်မီတာလေးမှာနော်နောက်တစ်စားကိုတိုင်းကြည့်တော့ connection မတက်ရပါဘူးဒါဆိုတော့ဒီပစ္စည်းလေးကအလုံးကောင်းပါတယ်ခုနတိုင်းတာစစ်ဆေးတဲ့ဟာလေးကိုမမြင်ရဘဲနေမှာဆိုဒီလိုမျိုးလေးတို့တိုင်းတာခြင်းဖြစ်ပါတယ်ဒီပစ္စည်းကိုကြည့်လိုက်ဒီပစ္စည်းလေးကမကောင်းတဲ့ပစ္စည်းနော်မိတ်ဆွေများကိုနမူနာပြရအောင်လို့ကျွန်တော်ဒီမှာချထားခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမှာမီတာလေးနဲ့ကျွန်တော်ထောက်တိုင်းလိုက်မယ်အဝန်တစားကို AC power အဝန်တစားကျွန်တော်တိုင်းလိုက်တယ်မှာမီတာမတက်ဘူးနောက်တစ်လိုင်းကိုတိုင်းမယ်မတက်ဘူးအဲဆိုရင်ဒီလမ်းကြောင်းကကျွန်တော်ပြည့်နေတာဖြစ်တယ်နောက် connection တစ်ခုတိုက်ကြည့်အောင်ဒီကောင်တော့ဒီ line လေးတော့ကောင်းတယ်တစ် line ကောင်းတယ်ဒီဘက်လျက်စီ line ကတစ် line ကလုံးဝမကောင်းဘူးအဲဆိုရင်ဒီအချိန်လေးမျိုးရောက်သွားတော့ဒီခွာလေးကိုကျွန်တော်ဖြုတ်ပြီးတော့မှကျွန်တော်တို့တစ်တစ်ကိုလဲပေးရင်တော့ပိုကောင်းပါတယ်ခုနလိုပဲမလဲပေးဘဲနဲ့ပစ္စည်းမရှိဆန်ဆန်လည်းပြည့်ပြည့်မဲ့ဆန်လည်းရပါတယ်ဒီအတွင်းထဲမှာရှိတယ်ဒီချင်းငုတ်လေးတွေကဒီ contact လေးတွေကတ်လာမကတ်လာဒါလေးတွေတော့ကွာပြီးတော့မှပြန်မကတ်ခဲ့ဘူးဆိုရင်သူရပြန်မကတ်လာအောင်ကျွန်တော်လုပ်ပေးရပါတယ်ဟုတ်ကဲ့ဒါဆိုတော့သူမကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့အတစ်ပဲထည့်ပေးလိုက်တာကောင်းပါတယ်ပြုပြင်မယ်ဆိုရင်ကတော့တို့ခုနပြောသလိုပဲပြုပြင်ပြီးတော့တစ်ပတ်၄-10ရက်လောက်ပဲသုံးမှပြန်ပြည့်ချင်လည်းပြည့်နိုင်မယ်ကြာသုံးလို့ရချင်လည်းရပါမယ်ဒါပေမဲ့အတစ်လဲပေးလိုက်တဲ့ခါကျတော့ပို့ပြီးမှစိတ်ချရပါတယ်တန်ဖိုးလည်းမများတဲ့အတွက်ကြောင့်အတစ်လဲပေးဖို့ကျွန်တော်အကြံပြုခြင်းဖြစ်ပါတယ်ဟုတ်ကဲ့သူရဲ့လှုပ်ဆောင်ချက်ကတော့ဘာလဲဆိုတော့သူကလည်းဒီမှာ thermostat လေးပါပါတယ်ဒီစနမှာ thermostat လေးပါတယ်ဒီ thermostat ကဘာလဲဆိုတော့ကျွန်တော်တို့ဒီရေနူးဦးကြီးကတခါပူလာပြီဆိုရင်ဘောကခလုတ်ကလည်းမဖြတ်ဘူးဆိုရင်ဒီကောင်ကနေပြီးတော့အပူကြီးများပြီးတော့မှဒီကြည်ပြားလေးကအလုံးလုံးပြီးတော့မှသူကဒီထဲမှာရှိတာမို့ stick ရက်အလုံးလုံးကွာပြီးတော့ဖြတ်သွားပါတယ်ဟုတ်ကဲ့ဒီအလုံးဆောင်ချက်ကိုဒီအပြားလေးကနေလောက်ဆောင်ရင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီအကြောင်းကိုရှင်းပြပြီးဆိုတော့ကြတော့ဒီပစ္စည်းတွေကျွန်တော်တို့သူ့ဉာဏ်နဲ့သူပြန်တက်လျအောင်ပါဒီပစ္စည်းကိုမိတ်ဆွေများကိုကျွန်တော်ဒီပစ္စည်းလေးတွေတစ်ခုချင်းစီရဲ့လောက်ဆောင်ချက်ကလေးကိုကျွန်တော်ကသိစေချင်လို့မျှဝေချင်လို့ဒီပစ္စည်းအကောင့်ကိုဒီလိုအကောင့်ကိုတွေကိုကျွန်တော်ဖြုတ်ပြီးတော့မှရှင်းပြခြင်းဖြစ်ပါတယ်နော်ကျွန်တော်ပြည့်နေတဲ့အိုးကိုကျွန်တော်ပြုတ်ပြင်မယ်ဆိုရင်ဒီလိုမျိုးပြုတ်ပြင်ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ပြည့်နေတဲ့အိုးတွေကိုကျွန်တော်ပြမယ်ဆိုတော့နည်းနည်းလေးပြီးတော့တနက်ရှင်းမရှိတဲ့ခါကျတော့သူများလာတဲ့အိုးတွေဆိုတော့ပုံမှန်မြင်တာထင်တာလည်းမရှိပါဘူးဟုတ်ကဲ့အားကြောင့်ကျွန်တော်ဒီပိုးတက်ကလေးကို
ကျွန်တော်ယူမှဖြုတ်ပြီးတော့မှသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တက်ဆက်ပြီးဖြစ်ပါတယ်နော်ဟုတ်ကဲ့အဲ့ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ AC power ပေးပြီးတော့မှဒီကိုတင်လိုက်တဲ့အခါမှာမီလီယံလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကိုအရင်ပြောပြထားတာပါအဲ့တော့ဒီခွာလေးကိုကျွန်တော်မရှင်းပြရသေးခင်မရှင်းပြရသေးဘူးဖြစ်တဲ့အတွက်ကြောင့်ဒီခွာနဲ့ပတ်သက်မှကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်ဟုတ်ကဲ့မိတ်ဆွေများကိုကျွန်တော်ဒီဗီဒီယိုဖိုင်မှာတောင်းစဉ်ကပါလဲဆိုတော့ဒီယူနီဥတစ်လုံးအတွက်မှာရှိတဲ့ပစ္စည်းတွေတစ်ခုတစ်ခုချင်းစီမှာဘာတွေတစ်ခုတစ်ခုချင်းစီကဘယ်ပစ္စည်းကဘာတွေလှုပ်ဆောင်တယ်ဘယ်ပစ္စည်းကဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတော့ကျွန်တော်တို့ရှင်းပြပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့အစီအစဉ်တိုင်းလေးပဲကျွန်တော်ရှင်းပြနေခြင်းဖြစ်ပါတယ်တကယ်လို့ပြုပြင်မယ်ဆိုတော့ဘာလို့အရင်စလုပ်ရမလဲဆိုရင်ကျွန်တော်ပထမဆုံးယူနီဥပါဝါမလာဘူးဆိုရင်ကျွန်တော်နံပါတ်1ဘာလုပ်ရမလဲသူ့ရဲ့ပါလာတဲ့ယူနီဥခွာကိုကောင်းလားမကောင်းလားကျွန်တော်စစ်ဆေးဖို့အတွက်ပထမဆုံးဆိုဒီယူနီဥခွာလေးကိုအရင်တိုင်းလိုက်ပါပုံမီတာလေးနဲ့အရင်တိုင်းလိုက်ပါဟုတ်ကဲ့ဒီလိုမျိုးတိုင်းမယ်မီတာတက်ပါတယ်ဒါကောင်းနေတဲ့အလုံးကြောင့်မို့ဟုတ်ကဲ့ဒီလိုတိုင်းလဲဆက်ဆံမီတာလေးတက်နေပါတယ်နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဒီခွာကောင်းတယ်လို့ကျွန်တော်တို့အကြမ်းမြင်တွေ့လို့ရမယ်မီတာမတက်ဘူးဆိုတော့သူကဘာမကောင်းဘူးလို့ကျွန်တော်တွေ့ရဒါဆိုရင်မကောင်းတာဘာမကောင်းတာလဲကျိုးတွေအတွင်းမှာပြတ်နေရင်လည်းမကောင်းဘူးဖြစ်တာပါတယ်မီတာမတက်ပါဘူးကျိုးတွေပြတ်နေရင်လည်းကျွန်တော်မကောင်းပါဘူးဒါဆိုရင်ကျွန်တော်တို့မီတာလက်တက်တယ်ဒီလိုတင်လိုက်တဲ့အချိန်မှာမီးရအလုံးမလို့ဘူးเนาะချက်လည်းမချက်ဘူးမီးလည်းမပြဘူးဒါဆိုရင်ကျွန်တော်တို့ပထမစမ်းတော့ကဒီမှာစမ်းလိုက်တဲ့အချိန်မှာကျွန်တော် connection လည်းပြရတယ်စမ်းလိုက်ချိန်မှာအလုံး connection ပြရတယ်သူချက်ပြုတ်လိုက်တဲ့အချိန်မှာတော့မီးရမပြဘူးဒါဆိုရင်ကျွန်တော်ဘာဖြစ်နိုင်မလဲဆိုတော့တို့ဒီတင်လိုက်တဲ့ချိန်မှာဒီမှာမီးမပြအဲ့ဆိုကျွန်တော်တို့ဘာစစ်ဆေးရမလဲဆိုတော့ခါကျတော့ဒီတွင်းထဲမှာရှိတဲ့ကျွန်တော်ဒီမှာကျင်းငုတ်ကလေးတွေရှိတယ်ဒီကျင်းငုတ်ကလေးတွေကဒီလိုလေးပေါ့ဗျာဒီကလာတယ်ခုနပြရတဲ့ AC power လမ်းကြောင်းကဒီရစဝင်ဒီဟာလေးတွေကဒီမှာအတွင်းထဲမှာခောက်ပြီးတော့မှဟိုရှေ့ကိုကျင်းငုတ်လေးထောင်းလေးတွေဆိုတက်တော့တာဖြစ်ပါတယ်ဒီကျင်းငုတ်ကလေးတွေကဒီနေ့ကိုတည်လိုက်တဲ့အချိန်မှာဒီခွာနဲ့ထိလိုက်တဲ့အချိန်မှာကျုံဝင်သွားမှသူ contact ဖြစ်သွားတယ်ဒီဘက်ကလည်းအဲ့လိုမျိုး contact ဖြစ်သွားတယ်ဒီချိန်မှာနှကွာကြီးနဲ့ဒီလိုကျွတ်နေပြီးသားဖြစ်နေခဲ့တယ်ဆိုရင်တော့သူကကျွန်တော်တို့ဒီလိုတည်လိုက်တဲ့အချိန်မှာဒီဘက်ကဆက်ဆက်မဲ့ contact တွေကျွန်တော်မဆက်ဆက်ဘူးဆိုတော့သူမိလာမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ဒီကျင်းငုတ်လေးတွေကိုအောက်မှာကျွတ်နေတဲ့စင်ဒီလိုလေးကြောက်လေပြားအသေးလေးနဲ့ဒီလိုလေးကန်လိုက်လို့ဆိုရင်လည်းကျွန်တော်တို့အလုံးဒီမှာ contact ဖြစ်ပြီးတော့မှခုနမကောင်းတဲ့ဟာလေးရဒီမှာအကောင့်ပြန်ဖြစ်သွားပါမယ်မီးလေးနဲ့စမ်းပြပါနော်မီးလေးလာတော့အဲ့နော်ဒါကတော့တော့ပြီးလာတယ်ဆိုကြောင်းကိုကျွန်တော်ပြချင်လို့ဒီလိုလေးလုပ်ပြလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပလက်ထုတ်ပြလိုက်တာဖြစ်ပါတယ်အဲ့ဒါပစ္စည်းကတော့ငွေနဲ့ဒါအကောင်းပါမကောင်းလို့ဆိုမိမလာဘူးပေါ့ဗျာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကပြုပြင်တဲ့အခါမှာမကောင်းလို့ဆိုရင်ဘယ်လိုဖြစ်တယ်ဘယ်လိုစိတ်ပြေးရမယ်နော်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်သိစေချင်လို့ဒီလိုမျိုးလေးရှင်းပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်အားလုံးပြီးသွားပြီဆိုတော့ကျွန်တော်ဒီအဖုံးလေးကိုကျွန်တော်ကိုယ်တိုင်းလေးပဲပြန်တက်လိုက်ပါမယ်ဟုတ်ကဲ့ပါခုနပြောလို့ဒီ contact ကလေးတွေက
ဒီရင်းနှီးတဲလိုက်တဲ့အချိန်မှာဒီထက်ကြီးငုတ်လေးအောက်ကိုရှင်ဝင်ပြီးတော့မှဖြစ်နေတဲ့အခါမှာကျွန်တော်တို့ဒီလိုကလန့်လိုက်တဲ့အခါမှာဒီငုတ်လေးအပေါ်တက်လာတဲ့အချိန်မှာကျွန်တော်ဒီရင်းနှီးတဲလိုက်အားလုံးအဆင်ပြေသွားတယ်ဒါပေမဲ့သူ့ကိုခုနအစကပြောခဲ့တဲ့ကျွန်တော်တို့ခလုတ်တွေဒီခွာတွေလိုပဲသူ့ရဲ့ပစ္စည်းကိုကျွန်တော်တို့ဟောင်းတိုင်းကိုကျွန်တော်ဆက်မသုံးမနဲ့သူ့ကိုလဲပစ်လိုက်တာပဲကောင်းပါတယ်သူကတရုတ်ပြည်နဲ့တားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့တမကာလမှာ9လ15လ6လ16လရဲ့နောက်ပိုင်းဆိုရင်ဒီခြေပြားလေးတွေကပြော့လာပါတယ်ပြော့လာတဲ့အခါကျတော့သူတို့တဲလိုက်တဲ့ခါမှာကျွန်တော်တို့ပြန်ပြီးတော့မကန်နိုင်ပါဘူးကျွန်တော်ဒီကလန့်လိုက်တော့ပြန်တက်လာတဲ့အချိန်မှာကျွန်တော်တဲလိုက်တဲ့အခါမှာအဆင်ပြေအောင်ပြေးလိမ့်မယ်ဒါပေမဲ့လည်းသူခုနပြောလို့တစ်ပတ်10ရက်လောက်ကြာတဲ့အချိန်မှာဒီကြီးပြားလေးတွေပြုတ်ပြီးတော့မှပြန်မောင်းမကန်တဲ့အချိန်မှာကျွန်တော်တို့ပြင်ပေးလိုက်တဲ့အိုးလေးကဟုတ်ကဲ့အကိုပြင်ပေးတော့တာမကြာသေးဘူး5ရက်ပဲရှိတယ်အခုမိမလာတော့ဘူးပြောလာလို့ဆိုရင်အဆက်မပြေပါဘူးဒါကြောင့်မို့ကျွန်တော်တို့ရှင်းနိုင်ရင်တော့အားလုံးကိုပြတ်တယ်ဆိုရင်မပြုတ်ပြမှုမလုပ်ဖ ೇನೆ အတက်ဝစပယ်ယာပါတာမျိုးပစ္စည်းတွေဝယ်လို့ရပါတယ်ဆိုင်တိုင်းလေးစစ်ပစ္စည်းဆိုင်တွေမှာတော်တော်များများရှိပါတယ်ဟုတ်ကဲ့အတက်လေးပေးလိုက်ရင်တော့ပိုအဆင်ပြေပါတယ်ဒီကလာတဲ့ customer များလည်းမြင်မယ်သူတို့ကြာရှိအသုံးပြုနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာကျွန်တော်ဒီခွာလေးကိုဘယ်လိုဖြုတ်တယ်လဲသူကမှဘယ်လိုလုပ်တယ်လဲဆိုတာလေးကိုကျွန်တော်တစ်ချက်ဖြုတ်ပြပေးပါမယ်မဒီလိုလေးထိုင်ထားတာနောက်ကျွန်တော်ပြောပြလိုက်တဲ့ဒီငုတ်ကလေးကိုမကောင်းဘူးဆိုလဲတဲ့နေရာကတော့ဒီကျိုးစားလေးကိုကျွန်တော်ဆွဲပြုတ်လိုက်မယ်ဒါလေးဆွဲပြုတ်လိုက်ပြီးမှဒါအတက်ဝယ်ထားတဲ့ပစ္စည်းဆိုကြပါလို့သူတက်လေဦးပါပဲဟုတ်ကဲ့ဘာမှထူးထွေတော့မရှိပါဘူးဟုတ်ကဲ့အဲဆိုရင်တော့ကျွန်တော်ပြောပြပြီးဆိုတဲ့ခါကျတော့တရားလေးကိုကျွန်တော်ပြန်တက်လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော်ဒါဆိုရင်တော့ကျွန်တော်ဗီဒီယိုကောင်းစဉ်မှာပြောပြထားခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီရင်းနှီးတစ်လုံးအတွက်မှာရှိပစ္စည်းရဲ့စိတ်ပိုင်းလေးတွေရဲ့လှုပ်ဆောင်ခြင်းနဲ့အတဝင်းပုံပစ္စည်းပြတ်သွားလို့ဆိုရင်တခုချင်းလှုပ်ဆောင်ချက်ခရီးရဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတော့တိပြီးပြီဆိုခဲ့ရင်ဟုတ်ကဲ့ကျွန်တော်တို့ဒါဆိုရင်ခလုတ်ကလေးကပြတ်တဲ့ချိန်မှာဘယ်လိုနေတယ်လဲကောင်းတဲ့ချိန်မှာဘယ်လိုနေတယ်ဒီပစ္စည်းလေးကဒီအောက်ပါတိုင်းကပစ္စည်းလေးတွေကပြတ်တဲ့အချိန်မှာဘယ်လိုရှိတယ်လဲကောင်းနေတဲ့အချိန်မှာဘယ်လိုရှိတယ်လဲဆိုတဲ့အကြောင်းလေးရဲ့ကျွန်တော်ဒီကိုယ့်ရဲ့ကိုယ်ထဲမှာရှိတဲ့ပစ္စည်းလေးတွေလှုပ်ဆောင်ခြင်းနဲ့ပစ္စည်းပြတ်နေတဲ့အခါမှာဘယ်လိုရှိတယ်ကောင်းနေတဲ့အချိန်မှာဘယ်လိုအလုံးလုံးနေဆိုတာကိုကျွန်တော်ရှင်းပြပြီးဖြစ်ပါတယ်ဟုတ်ကဲ့ဒီအော်တီချင်အဖြစ်ကျွန်တော်တို့ယင်တွေတလုံးမိမလာဘူးဆိုရင်ဘယ်ပိုင်းကနေဘယ်လိုစတင်မှပြုပြင်မယ်ဆိုတာလေးကိုကျွန်တော်တို့မိတ်ဆွေများအလုံးသဘောပေါက်မယ်လို့မျှော်လင့်ပါတယ်ယင်တို့ပါဝါမလာဘူးဆိုရင်ပထမဆုံးကျွန်တော်ဒီစစ်စီရမဲ့ကန်တာလေးကတော့ကျွန်တော်ပထမဆုံးဒီပစ္စည်းလေးကိုကျွန်တော်တို့ချိုးအားနဲ့ပြောရလို့ဒီပစ္စည်းလေးကိုကျွန်တော်ဒီခွာကိုအရင်ပုံမှန်နဲ့ကျွန်တော်စစ်လိုက်ပါပုံမှန်နဲ့စစ်ပါပြီးတော့လို့ဆိုရင်ကျွန်တော်တို့ဒီအမှုတန်းနဲ့စစ်လို့ဒီခွာလေးကကောင်းနေတယ်ဆိုရင်နံပါတ်1အနေနဲ့ကျွန်တော်ဒီအဖုံးလေးကိုဖြုတ်ပြီးတော့မှဒီနက်ကလေးဖြုတ်ပြီးတော့မှဒီခလုတ်ကောင်းမကောင်းကိုကျွန်တော်တို့ခလုတ်ကောင်းမကောင်းကိုကျွန်တော်စစ်ဆေးပေးပါအားလုံးကောင်းနေတယ်မိလည်းမလာဘူးဆိုတော့ဒီအထိုင်လေးကိုကျွန်တော်ဖြုတ်ပြီးတော့မှစစ်ဆေးပေးပါအားလုံးတစ်ခုမှမကောင်းဘူးဆိုရင်အားလုံး3မျိုးစလုံးကိုအတက်လဲပေးလိုက်ပါသူ့ရဲ့စနစ်တကျတိုင်းဟိုအတိုင်းပဲတက်ရဒီရှာပြန်တပ်ပေးလိုက်မယ်ဆိုရင်သူ့ရဲ့ရင်ဦးဟာအကောင်းပဂရီဖြစ်သွားပါတယ်ဟုတ်ကဲ့မိတ်ဆွေများခုကြည့်ရှုနေကြတဲ့မိတ်ဆွေညီကိုမောင်နှမအပေါင်းတို့ခင်ဗျာကျွန်တော်ခုပြောပြထားတဲ့ဟာလေးတွေကိုမိတ်ဆွေများအတွက်အိမ်မှာတုံးနေတဲ့ရင်ဦးတွေပြတ်တော့ကြလို့ဆိုဘယ်လိုပြုပြင်ရမလဲဆိုတာကို
အထောက်အပံ့အနေနဲ့ရသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြောကျွန်တော်ရှင်းပြတဲ့ဟာလေးကိုစိုက်နေတက်ခဲ့လို့ဆိုရင်လည်းကျွန်တော်ဗီဒီယိုကို like subscribe လေးတွေလုပ်သွားကြဖို့မမေ့ပါနဲ့ကျွန်တော်ဒီနေရာနေပြီးတော့မှကျွန်တော်အတတ်နိုင်ဆုံးအကောင်းဆုံးရှင်းပြပေးတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအားလုံးကြံထားလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် diagram လေးနဲ့ကတော့ကျွန်တော်ဗီဒီယိုအပိုက်ရှည်တော့မှဆိုးတဲ့အတွက်ကြောင့်မို့short video လေးနဲ့ဖြစ်ဖြစ်ကျွန်တော်တည်တံ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ